တင်စတင်ဖွဲ့စည်းခဲ့တာတော့2012ခုနှစ်မတ်လ12ရက်နေ့မှာစာပေစာနယ်ဇင်းအဖွဲ့ရနေပြီးတုံးတင်ခွဲပြီးတော့အရေးပေါ်ညီလာခံကျင်းပပြီးတုံးတင်ခွဲပြီးအတင်းကြီးဖွဲ့စည်းကြမယ်ဆိုတဲ့အချိန်မှာကျွန်တော်တို့ကအတင်းတစ်တင်းပေါ့ထုတ်ဝေသူအတင်းအနေနဲ့ကျွန်တော်တို့ကဖွဲ့စည်းခွင့်ရခဲ့ပါတယ်အဲ့လိုရခဲ့တဲ့အချိန်မှာကျွန်တော်တို့စပြီးတော့ကိုချီကိုလည်းနဲ့စပြီးတော့အတင်းဖွဲ့စည်းခဲ့တဲ့နေရာမှာအဲ့ဒီအချိန်ကစပြီးကျွန်တော်တို့အတင်းတော်တော်လေးအတစ်ဖြစ်ခဲ့ပါတယ်ကာလတစ်ခုနှစ်ခုသုံးခုပေါ့နော်တတန်းနဲ့ချိန်သုံးချိန်မှာတော်တော်လေးအတစ်ဖြစ်ခဲ့ပြီးတော့အများနည်းတူပေါ့ကျွန်တော်တို့လောကရန်ရင်ဆိုင်ရတဲ့ကာလလည်းရှိပါတယ်အဲ့ဒီကာလမှာအထူးသဖြင့်ပြောချင်တာတော့ကျွန်တော်တို့2000လောက်မှာကျွန်တော်တို့အတင်းရဲ့မှတ်ပုံတွေကကုန်သွားပါတယ်အပြည်သေးမှာကျွန်တော်တို့ကမှတ်ပုံတင်ခွင့်ကိုအစောဆုံးရခဲ့တဲ့အတင်းဖြစ်တော့လေပြည်သေးမှာအခုနောက်ပိုင်းမှာမှတ်ပုံတင်သူတို့နိုင်ငံရေးချင်းတွေပြောင်းလဲမှုရအတင်းအဲ့ဒါပုတ်အတင်းအဖွဲ့စီမင်းဆိုင်ရာအမှုတွေပြောင်းလဲမှုရကျွန်တော်တို့မှတ်ပုံတင်ဖို့အချိန်ကြီးစူးစမ်းပါတယ်ကျွန်တော်တို့အတင်းတက်တန်းကုန်ချင်း online ကနေပြီးကျွန်တော်တို့မှတ်ပုံတင်ပါတယ်တင်တော့လည်းကျွန်တော်တို့မကြခဲ့ပါဘူးအဲ့ဒီဥပဒေကိုစောင့်ပါဆိုတော့ကျွန်တော်တို့စောင့်နေရတယ်စောင့်ဥပဒေထွက်လာတဲ့အခါမှာလည်းကျွန်တော် online ရလည်းထပ်တယ်နဲ့လူကိုယ်တိုင်လည်းကျွန်တော်တို့သွားတယ်သွားတော့လည်းပဲပြည်သေးကြီးကကျွန်တော်တို့ခေါင်းစဉ်နဲ့ပဲကျွန်တော်တို့ကဒီစီးပွားရေးနဲ့ဆန်တဲ့အသင်းမျိုးဖြစ်တယ်လို့ဒီလိုယူဆပြီးတော့ကျွန်တော်တို့တင်ပြပေးခဲ့တယ်ပေါ့နော်ဒါလည်းအခြားအသင်းတွေလည်းအများကြီးတူတူဖြစ်ခဲ့ကြပါတယ်အဲ့ဒီအခါကျကျွန်တော်တို့ဒိုင်ကာဘက်ကိုကျွန်တော်တို့ပြောင်းပြီးတင်ရပါတယ်တင်တဲ့အခါမှာလည်းကျွန်တော်တို့အခက်အခဲတွေအများကြီးရှိပါတယ်ဘာလို့လဲဆိုတော့ကျွန်တော်တို့ကဒီ NGO တက်ပဲဗာစီးပွားရေးမှလည်းလုပ်ခဲ့မှုတဲ့အသင်းမျိုးလည်းမဟုတ်ဘူးအဲ့ဒီအခါကျတော့ဒိုင်ကာဘက်ကိုပြောင်းတဲ့အခါကျကုမ္ပဏီပုံစံဖြစ်သွားတဲ့အခါကျသူတို့နဲ့လည်းရောကြီးတွေကျွန်တော်တို့ပြောင်းလဲပြီးတော့ကျွန်တော်တို့တင်ရပါတယ်ဒါကြောင့်ကျွန်တော်အခုဒီ election ဒီလုံးဝဟုတ်လားဒီကာလတကယ်ဥပဒေနဲ့အညီစည်းကမ်းနဲ့အညီကျွန်တော်တို့ကျင်းပတဲ့ဒီလိုနေမျိုးမှာကျွန်တော်တို့ဥက္ကအသစ်အမှုဆောင်အသစ်တွေကနောက်ကာလတစ်ခုတော့ကိုဝင်လာတဲ့အချိန်မှာဆက်လက်ပြီးလှုပ်ဆောင်နိုင်လိမ့်မယ်လို့လည်းကျွန်တော်မျှော်လင့်ပါတယ်ကျွန်တော်တို့လုပ်မသွားနိုင်တဲ့ကိစ္စတွေကျွန်တော်တို့လုပ်ခဲ့ပြီးတော့အဲ့ဒီကာလမှာမလုပ်ခဲ့ရတဲ့ဟာမျိုးတွေပေါ့ဒီမှာအလွယ်ဆုံးပြောရင်တော့ထုတ်ဝေသူစုပေးတာမျိုးပေါ့တတတာထုတ်ဝေသူစုပေးတာမျိုးတွေအစားကျွန်တော်တို့မလုပ်နိုင်ခဲ့ပါဘူးအဲ့ဒီဟာလေးတွေနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့လုပ်ချင်ပေမဲ့လုပ်ခက်မရသေးတဲ့ဟာလေးတွေနောက်ကာလမှာဆက်လုပ်နိုင်မယ်လို့လည်းပြောနေပါတယ်နောက်တစ်ခုကကျွန်တော်ကဒီမှာအဓိကတော့ကျွန်တော်တို့ဒီအတင်းဆက်လက်ရပ်တည်နိုင်မှုအတွက်ကိုအဓိကအကူအညီပေးတာတော့နေရာထိုင်ခင်းအစအတော်နိုင်ပြောင်းမယ်ကိုကူညီပေးပါလေကျွန်တော်တို့အတင်းရလည်းအခုသူတို့ရှိမှာပဲလက်ရှိရပ်တည်နေရတဲ့အနေအထားရှိပါတယ်လိုအပ်တဲ့အကြံဉာဏ်တွေပေးရုံနဲ့မကဘူးအသေးရဲ့နောက်ွယ်ရနေပြီးတော့သူတို့လိုအပ်တာတွေအားလုံးကိုကူညီပေးတဲ့အတွက်ကျွန်တော်အားလုံးရှိမှာပဲဆမ်မတ်တော်နိုင်ကြဝင်ကိုအထူးကျေးဇူးတင်ကြောင်းအသင်းကိုစားရောနော်ကိုယ်တိုင်ရောကျွန်တော်ကျေးဇူးတင်ကြောင်းပြီးမှပြုပါတယ်မတရားပါမြန်မာနိုင်ငံစာပေထုတ်ဝေသူတဲ့ဖြန့်ချီတင်းရဲ့တတ္တမအကျိန်နှစ်ပတ်လည်စီဝေးအသေးသားစုံညီစီဝေးနဲ့အမှုဆောင်တဲ့ရွေးချယ်ပွဲမှာအဖွဲ့ခေါင်းဆောင်ဖြစ်တာဝန်ယူဆောင်ရွက်ခွင့်ရတဲ့အတွက်ဝမ်းမြောက်ဝမ်းသာဖြစ်တယ်လို့အမတန်မှဂုဏ်ယူမိပါတယ်အဲ့တော့ကျွန်တော်တို့ဆက်ပြီးပြောရမှာတော့ဒီကောက်ပဲ process ပေါ့နော်အဲ့ဒီ process အကြောင်းမပြောခင်မှာကျွန်တော်နည်းနည်းလေးဒီသူတို့ပေးထားတဲ့ script ထဲမှာမပါတဲ့ဟာလေးနည်းနည်းလေးပြောပြရစီခင်ဗျကျွန်တော်ကိုကျွန်တော်နည်းနည်းလေးမိတ်ဆက်ပေးရစီကျွန်တော်ကစာရေးဆရာကြည်ရှုံးမှာကိုယ်တိုင်လည်းထုတ်ဝေသူဖြစ်တဲ့ Wisdom House ဆောင်တိုက်ကိုထုတ်ဝေပါတယ်နောက်တစ်ခါကျွန်တော်ရဲ့အခြားစိတ်တစ်ပိုင်းကြီးကဘာလဲဆိုတော့ကျွန်တော်ကစီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနမှာဥပဒေကြံပေးဖြစ်တဲ့ဆရာကကျွန်တော်တို့နဲ့လက်တွဲဆောင်ရွက်မယ်ဆရာတွေနဲ့လည်းစီဝေးတွေမှာကြာခဏတွေ့ရပါတယ်အဲ့ဒီမတိုင်ခင်ကတော့ကျွန်တော်ကတက်သူဆရာမှာဥပဒေပညာဌာနမှာတက်သူဆရာဖြစ်တဲ့တာဝန်ထမ်းဆောင်ပါတယ်နောက်ရှင်းနေချင်ရုံးကနေပြီးတော့ခေါ်တဲ့အခါရှင်းနေချင်ရုံးကိုရောက်ပါတယ်အဲ့ဒီကနေ1996ခုနှစ်မှာအဲ့ဒီတုန်းကစီဝါကူတန်း
သုံးသွယ်လေရမှာနိုင်ငံခြားနဲ့ပတ်သက်တဲ့ trading တွေလုပ်တဲ့အခါမှာ so many losses တွေဖြစ်တဲ့အတွက်ဆိုဝဘက်ကနေတာဝန်ယူပေးဖို့စာချုပ်စရန်တွေစီစစ်ပေးမယ်နောက်တရားစွဲဖို့ကိစ္စတွေတာဝန်ယူပေးဖို့ဆိုတဲ့အခါကျွန်တော်တို့ရှေ့နေချုပ်လို့ဦးစီးတောင်းလို့ကျွန်တော်ကအဲ့ဒီသူတို့တတ်မှတ်တဲ့ qualification ပေါ့နော်ဒီစီးပွားရေးစာချုပ်စရန်တွေလည်းစစ်တက်တဲ့သူနောက်တစ်ခါနည်းနည်း e-skill ပေါ်ရနည်းနည်းပေါ်ရတယ်ဆိုတာနဲ့ကျွန်တော်စီးပွားကူးသန်းမှာတာဝန်ထမ်းဆောင်မှုရခဲ့ပါတယ်အဲ့ဒီကနေပြီးတော့ဒီလိုရင်းနဲ့ကျွန်တော်ကြည်ရှိုးဆိုတဲ့ကလောင်လေးဝေးဖွာလာပါတယ်နောက်ကျွန်တော်ရဲ့ဥပဒေစာအုပ်နဲ့ပတ်သက်ဥမောင်မော်ဂျွန်းဆိုတဲ့နာမည်လေးနဲ့လည်းကျွန်တော်ဥပဒေရေးပါတယ်အထက်ကကျွန်တော်ကဥပဒေနဲ့ရေးရင်ကျွန်တော်ဘာကိုအထက်ကရေးလဲဆိုတော့စာချုပ်စရန်နေဗရိညင်နေ contract ပေါ်တာပေါ့နော်အဲ့ဒါတွေကိုကျွန်တော် specialization လုပ်ပါတယ်မူလကတော့ကျွန်တော်ဥပဒေရာရှိဖြစ်တော့ဒီ criminal မှုတွေလည်းစစ်တာပေါ့လေအဲ့တော့ကျွန်တော်တို့ထုတ်ဝေသူတွေအနေနဲ့နော်ဒီလိုမူလဥပဒေမှာအဲ့ဒီလိုမပါဘဲနဲ့ဤဥပဒေကြမှာအဲ့ဒီတော့တာဝန်ရှိသူတူကဖြည့်လိုက်တဲ့အခါကျတော့ထုတ်ဝေသူတွေကဟာငါတို့စာအုပ်တွေကို e-book နဲ့များဖြန့်ရင်ဘယ်လိုလုပ်မလဲစာရေးဆရာတွေကလည်းဘူပိုင်ပွင့်ဆိုရင်ဘယ်လိုလုပ်ကြမလဲဆိုတဲ့အခါကျတော့အဲ့ဒီခါမှာကျွန်တော်ကျေးဇူးတင်ဖို့ကောင်းတာကကိုမြင့်ထွန်းတို့ဖွဲ့ပါနော်အဲ့ဒီအဖွဲ့ကနေပြီးတော့နော်နောက်2015ဟိုအချိန်ဖြစ်တဲ့အခါကျတော့ပထမ2015တိုင်မှာဒီ new breed နော်ကျွန်တော်တို့ထုတ်ဝေသူတွေဘယ်လောက်အကြက်တဲတွေ့ရတယ်လေ e-book နဲ့ဖြန့်သွားရင်အခုလိုမျိုး YouTube ပေါ်မယ်နော်ခြား e-book တွေရောင်းလို့ရတဲ့အချိန်မှာဘယ်လောက်ဒုက္ခရောက်ဒီပို့လက်ထဲကစာအုပ်တွေအဲ့တော့ကိုမြင့်ထွန်းတို့ထုတ်ဝေကျွန်တော်ကိုမြင့်ထွန်းပဲခေါ်တော့မယ်နော်ရင်းနှီးနေကြဥက္ကဋ္ဌဒီကနေပြီးတော့ဆိုးအပြောင်းလဲမှာပြောလိုက်တဲ့အတွက်အဲ့ဒီ new breed ကိုပြုတ်သွားတယ် effective မဖြစ်တော့အဲ့ဒါကဒါထုတ်ဝေဒီကျွန်တော်တို့ MBB အသင်းရဲ့အကျိုးတရက်ပါအဲ့တော့ကျွန်တော်ကဥပဒေကြံပေးတာဖြစ်တယ်ကျွန်တော်သိနေတယ် this is illegal နော်ကြော်ပြီးတော့ဥပဒေကိုကြော်ပြီး new တွေထုတ်တာဒီတရားမဝင်ဘူးဆိုတာသိတော့လည်းပဲကျွန်တော်တော့မလုပ်နိုင်ဘူးဘာလို့ဆိုတော့ကျွန်တော်လည်းထဲထဲမှာရှိနေတဲ့အတွက် FCR ကိုမြင်ထွန်းလို့ကျေးဇူးတင်ပါတယ်နော်နောက်တစ်ခါကျွန်တော်ဒီ FPP အသင်းရဲ့ဥစ္စာဘာသွားတွေ့လဲဆိုတော့ကျွန်တော်ကဒီစီးပွားကူးတန်းကိုပြင်ဆင်ယူပြီးတဲ့အခါကျရင်ကျွန်တော်ဘာဆက်လုပ်ရလဲဆိုတော့အဲ့တော့ဒေါက်တာတန်းမြေပေါ့နော်ဒီဒေါက်တာတန်းမြေက request လုပ်ပါတယ်ဆရာ experience များတဲ့အတွက်လုပ်ပြီးပါဆက်သွားပြီးပါဆိုတဲ့အခါကျတော့ကျွန်တော်တို့ကဒီပုံနှိပ်ထုတ်ရည်သူတွေနဲ့ဆိုင်တဲ့ဥပဒေကျွန်တော်တို့ကဆက်ပြီးတော့ကြံပေးရတယ်နော်ဥပမာအားဖြင့်ဆရာတို့ဆရာမတို့တွေအဓိကဆိုင်တဲ့နော်မိုဘိုင်းကွက်ဥပဒေနော် copyright law ရှိရယ် trademark law ရှိတယ်ကျန်တဲ့ law တစ်ခုကနည်းနည်းဝေးချင်ဝေးဦးမယ်နော် copyright law ဒီ mobile ကွက်ဥပဒေ၄မျိုးမှာအဲ့ဒီဥစ္စာကျွန်တော်တို့နဲ့တိုက်ရိုက်ဆိုင်တဲ့အခါကျတော့အဲ့ဒီ mobile ကွက်ဥပဒေရေးဆွဲရတဲ့အခါကျွန်တော်ကစီးပွားကူးတန်းကိုယ်စားလှယ်ဖြစ်နေပါတယ်ဆရာဥပဒေထုံးတဲ့အဖွဲ့ဆရာခိုက်ခံလည်းပါပါတယ်အဖွဲ့ဒီနဲ့လာတဲ့အခါတွေ့ရတဲ့အခါကျတော့ကျွန်တော်တို့ဒီမှာအကျိတ်ငယ်ကြီးပြောရတယ်နော်အကျိတ်ငယ်ကြီးဆွနေရတယ်အဲ့ဒီကာလပေါ့နော်ဒါကျွန်တော်ထုတ်ဝေလို့သိရင်မြန်မာကာလအဲ့ဒီမှာပဲတိတ်ကျေးဇူးတင်စရာကောင်းတဲ့တစ်ခုကျွန်တော်တွေ့ရတယ်ဆရာဦးမြင့်ထွန်းတို့လုပ်ခဲ့တဲ့ကာလဘာလဲဆိုရင်ပြည်တော်စုခုံပေါက်ဥပဒေဆိုတာနှစ်စဉ်ဆွဲပါတယ်ဧပြီမှာဘတ်ဂျက်အမီပြဋ္ဌာန်းမှာပြဋ္ဌာန်းတဲ့အခါကျတော့အဲ့မှာအသင်းကနေလုပ်တဲ့အတွက်ကျွန်တော်တို့ကအခါဥပဒေထဲမှာဟိုကပါလာတယ်ဘာလဲဆိုလို့ရှိရင်ဘုတ်ရောင်းတဲ့အခါမှာစာအုပ်ရောင်းတဲ့အခါမှာခြား goods ဆိုလို့ရှိရင် tax တွေပါကျွန်တော်တို့ကခွန်ကင်းလို့ပြရတယ်ဒါတော့ကျွန်တော်ဒါကိုအကျိတ်နဲ့ပြောရတယ်လို့ဆရာဦးထွန်းကျွန်တော်ပြန်ပြောပြကျွန်တော်လည်းတကယ်ကျေးဇူးတင်တယ်ကိုလည်းစာအုပ်ရောက်နေတဲ့သူကိုထုတ်ဝေသူကိုဆရာရဲ့အဲ့ဒါလေးတခုကတော့ကျွန်တော်မမေ့နိုင်ဘူးဆရာတို့ရင်ထဲမှာဟိုတော့ပြောဖို့မေ့နေတာပေါ့နော်ဆရာတို့အများကြီးလုပ်ခဲ့ပါတယ်ဆရာမလုပ်ခဲ့ဘူးဆိုပြီးကျွန်တော်တို့မှတ်မိနေသေးတယ်နော်နောက်တစ်ခါဒီစာအုပ်လမ်းတွေပေါ်တယ်စသည်အဖြစ်ဆရာတို့လုပ်ခဲ့တာရတော့ဘာမှပါမလဲဆိုဆရာရဲ့ဒီမှာ record ရှိပါတယ်ဝေးစီပတ်တယ်စီကစားပါအားလုံးပဲအသိဝင်ပြီးဖြစ်တဲ့အတွက်ကြည့်ပါအဲ့ဒါအပြင်ဆရာတို့လုပ်ခဲ့တာတွေပေါ့လေနောက်အခုဖြစ်ပြောင်းသွားတဲ့အချိန်
ကျွန်တော်တို့နိုင်ငံမှာနိုင်ငံရဲ့လို့ထူထောင်လာလို့ရှိရင်ကျွန်တော်တို့ကဥပဒေနဲ့ရပ်တည်ရတယ်ဥပဒေနဲ့ကျွန်တော်တို့ဖွဲ့စည်းဖို့ချိန်ကဥပဒေဆိုတာရှိတယ်ကျန်တဲ့အဖွဲ့တွေရှိတယ်အဲ့တော့ဥပဒေမှာမန်တိုင်ကြီး3ရပ်ဆိုတာရှိတယ်ကျွန်တော်ရှားရှိတာမဟုတ်ပါဘူးဒီအသင်းနဲ့ဆက်ပြီးပြောမှာမန်တိုင်ကြီး3ရက်က1ဥပဒေပြုမန်တိုင်နော်2နော်အုပ်ချုပ်ရေးမန်တိုင်အဲ့တော့3တရားစီရင်မန်တိုင်အဲ့တော့ဒီနိုင်ငံမှာရှိတဲ့အာဏာအားလုံးဟာအဲ့ဒီမန်တိုင်ကြီး3ရက်ကခိုင်ပါတယ်နော်ဆရာဦးမြတ်ခိုင်လို့သရုပ်ထမန်တိုင်မီဒီယာတမျိုးပေါ့ဗျာနော်ဥပဒေကပေးထားတာကဒီမန်တိုင်3ရက်ရှိအဲ့တော့ကျွန်တော်တို့ဆရာတို့ဆရာမတို့အကုန်လုံးလုပ်သမျှပြီအဲ့ဒီမန်တိုင်ကြီး3ရက်ကအာဏာဆိုရင်အောက်ကျွန်တော်တို့ကချုပ်ချာအာဏာဆိုရဲ sovereignty ဆိုတာမပါဘဲနဲ့ကျွန်တော်တို့ဘာမှလုပ်လို့မရဘူးနော်ဘာလို့လဲအုပ်ချုပ်ဖို့ပထမအုပ်ချုပ်ဖို့မလာရင်ဒီနိုင်ငံမှာဘလို့နေဘလို့စားဘလို့သွားဆိုတဲ့ဥပဒေရှိရတယ်စီကံလူဖွဲ့စီကလနာနောက်တစ်ခုကအဲ့ဒါကိုကောင်းထဲဖို့အဲ့ဒီဥပဒေတွေကောင်းထဲဖို့မရှိရလဲကျွန်တော်တို့အုပ်ချုပ်ရေးမန်တိုင်နော်အုပ်ချုပ်ရေးမန်တိုင်တပရကစတာပေါ့နော်ကျွန်တော်2008ဖွဲ့စည်းပုံချင်းဥပဒေကအခြားနိုင်ငံမှာအခြားအဲ့တပရဆိုတာရှိတယ်ပြီးတဲ့အခါကျရင်ကျွန်တော်တို့ဆရာတို့ဆရာမတို့ပုံလို့လုပ်တဲ့မှာနိုင်ငံသားအခွင့်အရေးဆိုတာပါလားနော်လူတွေမှာနောက်တစ်ခုကဘာကိုပဲလုပ်လို့ဥပဒေနဲ့ဒီလုပ်လို့ဥပဒေနဲ့ဒီလုပ်သလားမလုပ်ဘူးလားဆိုတာကိုအကဲဖြတ်စစ်စစ်ဆုံးဖြတ်ပြီးမဲ့ judiciary ကျွန်တော်တို့ဘယ်လိုလုပ်လဲနော်အရင်ဖွဲ့စည်းပုံပြတဲ့အခါနောက်တစ်ခါ2022မှာနော်အသေးပွဲပောက်ပုံတင်ဥပဒေဆိုတာဟောလာတယ်အဲ့တော့အထာနဲ့လုပ်ရမလားနော်ဘယ်မှာလုပ်ရမလဲဆိုတော့ဆရာတို့တော်တော်ကိုအရစ်လေတာနော်ကျွန်တော်အဲ့တော့အရစ်လေပြီးတော့မှဘယ်လိုလုပ်ရမလဲဆိုတော့ဒါဟိုရုပ်ခိုင်ပြင်းတို့ဆရာတို့ကျေးဇူးတင်ပါတယ်ကျွန်တော် UMFCCI ရဲ့ညီတော်အသေးဆိုပြီးတော့မှကျွန်တော်တို့ကနော်ဒိုက်ကာကနေတစ်စစ်ဒိုက်ကာဆိုကုမ္ပဏီများညွှန်ကြားမှုအစီအဌာနတစ်စစ်နော် UMFCCI ရဲ့ညီတော်အသေးဖြစ် legal entity ရပြီးတော့ဒီလိုပေါ်လာတာပါဒါကဒီအတင်းသားစီရင်ခံစာမှာပတ်တန်းတင်ခြင်းပိုက်30မှာပါပါတယ်เนาะအဲ့ဒါကိုဖတ်လိုက်ပိုရှင်းပါတယ်အဲ့ဒီလို legal entity ရမှအသက်ဝဝရှိလို့ရတယ်ပိုကအခုထုတ်ပြန်မယ်ဆိုရင်အခုဒီမှာကျွန်တော်တို့ဒီနေ့ရွေးကောက်ပွဲဆိုတာလကားလုပ်လို့မရဘူးသူကဘာလဲဆိုအဲ့ဒီလိုတရားဝင်အသိရှိတော့မှဟာ constitution ခေါ်တဲ့ဖွဲ့စည်းပုံအခြေခံစီမင်းဆိုတာရပါတယ်အဲ့ဒီဖွဲ့စည်းပုံအခြေခံစီမင်းတဲ့အညီရွေးကောက်ပြီးတော့เนาะဒီတော့လာတယ်အခုเนาะ2025 April เนาะဆရာပြည့်တော့เนาะ April မှာကျွန်တော်တို့ legal entity ရတဲ့အတွက်အခုအောက်တိုဘာမှာကျွန်တော်တို့ဒီအခု recognition legal ဥပဒေနဲ့ညီညွတ်သောအဖွဲ့အစည်းတရက်အနေနဲ့เนาะဒီထောင်ရအောင်ကျွန်တော်တို့ဥစ္စာစဉ်းစားစုံညီစီဝေးဆိုတာလုပ်ပြီးတော့ကျွန်တော်တို့ဥစ္စာပြည့်ချွေလုပ်ပါတယ်အဲ့တော့ဒီဟာရဲ့အသက်ကเนาะဆရာတို့ဆရာမတို့တွေပြောချင်တာကဟုတ်မဟုတ်ဒါလေးကတော့ဖတ်ကြည့်စမ်းပါဦးပြောချင်ပါတယ်เนาะအဲ့ဒါတော့ကျွန်တော်ဆရာတို့ရေးပေးထားတဲ့မိန့်ခွန်းလေးကိုဖတ်ရင်းနဲ့ကျွန်တော်တွေ့တဲ့အခါကျွန်တော်တို့ legal entity ဆိုတာဘယ်လောက်ကြီးကြီးလဲဘာကြောင့်ဒီအသင်းမှာရွေးကောက်ပွဲကဘာကြောင့်ရေးကြီးရလဲရွေးကောက်ထားတဲ့ EC executive committee ဝင်နေရဘယ်လိုအာဏာရှိလဲအဲ့ဒီအာဏာတွေကဘာလို့လို့ရတယ်ဆိုတာတွေကတရားတို့လည်းဆိုင်နေကျွန်တော်လည်းဆိုင်နေအဲ့တော့အသေးစိတ်တော့ကျွန်တော်မပြောလို့ဘူးဒီ company တိုင်းပေါ့ကွာနော်ဆရာတို့ဒီ UMFCC တိုင်းပဲတင်းသားအားလုံးမှာဝင်လိုက်ပြီဆိုပြီးရှိရင်တင်းသားဖြစ်လာရင်သူ member ဖြစ်တယ်နှစ်စဉ်ကြေးပေးရမယ်သူဒီ vote လုပ်ခွင့်ရှိတယ်အဲ့ဒီကနေပြီးတော့ကျွန်တော်တို့ကနော်စုံညီစည်းဝေးမှာအရေးကြီးတဲ့ဆုံးဖြတ်ချက်တွေချဒီနေ့လို့ပေါ့နော် company ရွေးမယ်ပြီးဘာလို့လဲကျွန်တော်တို့ EC ရွေးမယ်နော်ဒါကအဲ့ဒီ EC ကဘာလို့ဖြစ်ရှိလဲဆိုတော့ company တွေမှာနော် executive committee ဆိုဒီမှာ director အဖွဲ့ရွေးတယ်အဲ့ဒီ director အဖွဲ့ကဘာလုပ်တာလဲဒီစုံကြီးသီးဝေးမှာအတင်းသားတွေအနေနဲ့အာဏာရအဲ့ဒါဥပဒေပါပေါ့ဥပဒေကျွန်တော်တို့တင်တဲ့ brain ဥပဒေမှာပါတယ်နော် positive ကိုအတင်းသားတွေက positive ဖြစ်ပေးတဲ့ agency ဆိုတဲ့အာဏာရသူတို့ကအတင်းပုံကြားဆောင်ရွက်မယ်ဆိုတဲ့ဥပဒေသဘောဖြစ်ပါတယ်ဒါကြောင့်ဒီကနေ့
election လုပ်တယ်ဆိုတာဒီလိုပဲဖြစ်ပါတယ်အဲ့ဒီ agency theory ရတဲ့အာဏာနဲ့ပြန်ပြီးတော့အသိကောင်းချိုးအသိရဲ့နော်ရှေ့လို့ရမယ်လုပ်ငန်းစဉ်တွေကိုဒီ executive committee ကရွေးမှဖြစ်ပါတယ်လုပ်ပေးမှဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်မနေ့ကပေါ့လေဒီနေ့ကဖတ်လိုက်တယ်ပေါ့ဒါကျွန်တော်တွေ့လိုက်တဲ့အချက်လေးတွေရှိပါတယ်ရှိတဲ့အခါနောက်ပေါ့လေဥက္ကဋ္ဌတိုင်ပင်ပြီးတော့ဆောင်ရွက်ပြီးမှဖြစ်ပါတယ်အဲ့တော့ဒီနေ့ရုပ်တော့ပေးဟာဘာကြောင့်ရေးကြည့်လဲဆိုတဲ့အကြောင်းကိုပနာမပြောကြခြင်းဖြစ်ပါတယ်ဒီ script မှာတော့မပါပါဘူးเนาะဒါလေးကငါတို့လည်းငါတို့ရဲ့လုပ်ပိုင်ခွင့်ရှိတယ်ငါတို့ဒီလေ one of the members ဖြစ်တဲ့အတွက်ဘယ်လိုလုပ်ရလဲငါတို့ရဲ့ book နဲ့ဘာကြောင့်ရေးကြည့်တယ်ဆိုတာကိုနော်အားလုံးသိစေချင်တဲ့အတွက်နောက်တစ်ခါရှေ့ကအမှုဆောင်ဖွဲ့ရုန်းကန်ခဲ့ရတဲ့ရှားမှုမှာရှောင်းမြင့်ထွန်းလို့ဒီ legal entity ခေါ်တဲ့ဥပဒေကတိထောက်နိုင်သောဖွဲ့စည်းဖြစ်အောင်လုပ်ရတဲ့လူက process ကမလွယ်ပါဘူးဆိုတဲ့အကြောင်းကိုဘေးကနေကြည့်နေတဲ့ပြည်တန်တွေငယ်ရှင်းပြအောင်ပါလိုအပ်လာလို့ရှိရင်နောက်တင်းစီဝေးမှာကျွန်တော် lecture ပေးပါမယ်เนาะဆရာအဲ့တော့ကျွန်တော်လုပ်ငန်း process လေးကိုဆက်သွားလိုက်ပါမယ်เนาะအဲ့တော့ဒီကနေ့မှာကျွန်တော်ရှင်းလင်းတင်ပြနေတာကတော့အသင်းအမှုဆောင်เนาะလုပ်မှုဆောင်ဖွဲ့ရွေးချယ်တဲ့စနစ်ပဲဖြစ်ပါတယ်ဒီကနေ့အောက်တိုဘာ23ရက်ကြာသပတေးနေ့မှာရွေးချယ်ပါလို့ဆိုရဲအတွက်စိတ်ဝင်စားတဲ့အသင်းသားတွေကိုအမှုဆောင်ဖြစ်ဆန္ဒပြုရွေးချယ်ဖို့ဆန္ဒရှိတယ်ဆိုရင်အတိပေးကြောင်းကြားပေးပါဆိုပြီးတော့စက်တင်ဘာ17ခဲက NPB ကနေဒေါက်တာတို့အဖွဲ့ကနေပုံနဲ့တော့တော့ချာနီနဲ့တော့ကြောင်းကြားပြီးဖြစ်ပါတယ်အဲ့တော့အဲ့ဒီမှာ last take ပေးလိုက်ပါတယ်ဒါလဲဆိုတော့ September 20နော်တာပြီးတော့ကြောင်းကြားနေ17ရက်ကနေ20ရက်ကြောင်းကြားပါမယ်10ရက်ကာလအတွင်းမှာကြောင်းကြားပြီးပါလို့ဆိုပြီးတော့ပြောတော့အဲ့တော့အဲ့ဒီမှာလုံမှုဆောင်ဖွဲ့ဝင်လုပ်ပါမယ်ဆိုရင်နော် proposal ခေါ်တဲ့အဆိုပြုပါ15ဆောင်ရ15ဆောင်ရတဲ့အခါမှာအဲ့ဒါ constitution ပေါ့ဒီ constitution က article 13နော်အပိုက်73ပါနော်စကားဖြတ်လို့ပြောရရင်ကျွန်တော်တို့ကဒါပုံမှန်လို့ပေါ့နော်ပုံမှန်ဆို section article လို့ပြောပါတယ်နော် article ဆိုတာအပိုက်ဒီကနေ့မြန်မာနိုင်ငံစာပေထုတ်ဝေသူများနဲ့ဖြန့်ချိသူများအသင်းရဲ့2025-2028တက်တန်းအတွက်အမှုဆောင်ဖြစ်ပါဝင်ဆောင်ရွက်မဲ့ပုဂ္ဂိုလ်များရဲ့အဆိုပြုလာကိုပြင်သွင်းတဲ့စီမှာကျွန်တော်တို့21ဦးကိုတင်သွင်းတာတွေ့ရပါတယ်ဖွဲ့စည်းပုံမှာပါတာကကျွန်တော်တို့ဒီ25ဦးနဲ့ဖွဲ့စည်းရမှာဆိုတဲ့အတွက်ဒီတမဦးရဲ့အတွက်ကြောင်းနေတဲ့အတွက်ကြောင့်မို့လို့လက်ရှိကျွန်တော်တို့မှုဆောင်တွေကိုရွေးချယ်ဆန္ဒမဲပြီးရွေးချယ်စရာမလိုတော့တဲ့အတွက်ဒီမှုဆောင်တွေကိုကျွန်တော်တို့တည်ပြုပြီးမှဖြစ်ပါတယ်ကော်မရှင်ဖွဲ့ခေါင်းဆောင်မှာဒီတော့ဒီနောက်ချင်းခံရတော့ကိုယ်လည်းအများကြီးစီးရင်များအားဖတ်ကြားတည်ပြုပြီးပါရလေးစားစွာဖြစ်ပါကြားအပ်ပါတယ်ခင်ဗျာကျွန်တော်ကဖွဲ့ခေါင်းဆောင်ကြီးနဲ့မြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ဖြန့်ချိသူများအသင်း2025-2028တက်တန်းအမှုဆောင်စည်းကိုကြီးညာပါဖြစ်ပါတယ်အဲ့တော့ဥက္ကဋ္ဌကစပြီးကြီးညာပါမယ်ဥက္ကဋ္ဌကဟုတ်ကဲ့ဆရာအဲ့တော့ကျွန်တော်တို့ဥက္ကဋ္ဌကစပြီးတော့ကြီးညာမယ်ဆိုပေမဲ့ကျွန်တော်တို့အမှုဆောင်15ဝက်ရှိပြီးတယ်သူတို့ကကျွန်တော်ဥက္ကဋ္ဌပြောတဲ့အမှုဆောင်စည်းဆိုတာသူတို့ယာရုပ်လို့ယူမယ်ဆိုတော့နာမည်ပဲကျွန်တော်ကြီးညာပါမယ်1ဦးဆန်းမောင်အောင်ဖြစ်ပါတယ်ငါတို့စာပေရပါ2ဦးအောင်သိန်းဝင်းကြည်လာမောင်စာပေရဖြစ်ပါတယ်3ဦးဥက္ကာအေးအလင်္ကာဝိစာပေကဖြစ်ပါတယ်4ဦးမောင်မောင်စိုးပကြီးအိစာပေကဖြစ်ပါတယ်5ဦးနိုင်မို့ရွှေပေစာပေရဖြစ်ပါတယ်6ဦးနိုင်ဝင်းစောဘိုးကောင်းကြီးစာပေရဖြစ်ပါတယ်9ဒေါ်ဤချိုမြဝစ်ချိုစာပေရပါ8ဒေါ်မိမိလှိုင်မိုးကျော်စာပေကပါ9ဦးမိုးစောဟိန်းကောင်းစုတာစာပေပါ10ဦးတန်းစိန်ဒုက္ခဘုံစာပေရပါနောက်17ဦးမင်းကျော်ဝေဆန်ဟောက်စာပေကပါ12ဦးသိန်းစောထွန်းစုပိုင်စာပေဖြစ်ပါတယ်
73ကတော့ဥဇာနီအေးလင်းလူနေစာပေကပါ14ကဥကျော်လင်းဟန်တာတစ်ကပါ15ကဥဇော်သူရိမိုးထက်မြင့်မှုဖြစ်ပါတယ်16ကဥထွန်းကြီးကစာအုပ်ရောင်းဆိုင်ဖြစ်ပါတယ်နောက်19ကဒေါ်ဆန်းဆန်းအေးစိတ်တိုက်စာပေ18ကဥမြဆောင်ကုလုံးစာပေဖြစ်ပါတယ်19ကဒေါ်တီရာခင်ဝိနရီကောင်စာပေကပါ20ကဥနီနီကိုမီလီယနာစာပေဖြစ်ပါတယ်21ကဥက္ကမောင်ညွန့်ပိုးပိုင်စာပေကဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒီအထက်ပေါ်ပြပါအမည်စည်းဖတ်ကြားခဲ့တဲ့ပုဂ္ဂိုလ်တွေကိုကျွန်တော်တို့အမှုဆောင်ဖြစ်ကြေညာကြောင်းကြေညာအပ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ဖြန့်ချီသူများအသင်း2025-2028ခုဆောင်တက်တန်းအတွင်းတွဲဘက်တွေးမှုဖြစ်တဲ့ဦးနိုင်မိုးနဲ့ဦးနိုင်မိုးကတွဲဘက်တွေးမှု1ပါနှစ်ကတော့ဦးနိုင်ဝင်းစောဖြစ်ပါတယ်အတိအကျကြောင်းကြေညာအပ်ပါတယ်ခင်ဗျာ2028မှုဆောင်တက်တန်းအတွက်ဗန္ဒာရေးမှုနဲ့တွဲဘက်ဗန္ဒာရေးမှုနေရာအတွက်အဆိုပြုလာထပ်မံတင်မဲ့သူရှိပါသေးလားခင်ဗျာရှိပါဘူးအဆိုပြုလာထပ်မံတင်မဲ့သူရှိပါသေးလားရှိပါဘူးအဆိုပြုလာထပ်မံတင်မဲ့သူများရှိပါသေးလားရှိပါဘူးထပ်မံတင်မဲ့သူမရှိတော့တဲ့အတွက်မြန်မာနိုင်ငံစာပေထုတ်ဝေသူများနဲ့ပြည်ကြီးသူများအသင်း2025-2028တက်တန်းအတွက်တာဝန်ထမ်းဆောင်တဲ့ဗန္ဒာရေးမှုနဲ့တွဲဘက်ဗန္ဒာရေးမှုနေရာဖြစ်ကိုကော်မရှင်ဖွဲ့ခေါင်းဆောင်မှတည်ပြုဖတ်ကြားပေးပါရန်လေးစားစွာပန်ကြားရပါတယ်။ Okay မြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ဖြန့်ချီသူများအသင်း2025-2028ခုဆောင်တက်တန်းမှာဗန္ဒာရေးမှုဖြစ်ဒေါ်အီချိုတွဲဘက်ဗန္ဒာရေးမှုဖြစ်ဒေါ်အီလှိုင်တို့ကိုအတည်ပြုကြောင်းကြေညာအပ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ဖြန့်ချီသူများအသင်း2025-2028ခုဆောင်တက်တန်းအတွက်ပြန်ကြားမှုဖြစ်ဦးမိုးစောအင်းဟာ၎င်းတွဲဘက်ပြန်ကြားမှုနှစ်ဖြစ်ဦးတန်းစိန်နော်ဦးတန်းစိန်အား၎င်းအတည်ပြုကြောင်းကြေညာအပ်ပါတယ်ခင်ဗျာမြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ဖြန့်ချီသူများအသင်း2025-2028ခုဆောင်တက်တန်းမှာစီးစစ်ဖြစ်ဦးမင်းကျော်အားအတည်ပြုကြောင်းကြေညာအပ်ပါတယ်ခင်ဗျာအဲ့တော့ဒီစီးလေးတော့ကျွန်တော်ဒီကုန်းချုပ်ဖတ်ပါမယ်အဲ့တော့မြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ဖြန့်ချီသူများအသင်းရဲ့2025-2028တက်တန်းမှာဘိုးလုံးမှုဆောင်စည်ရင်းနဲ့အမှုဆောင်စည်ရင်းကိုခုလိုဖတ်ကြားပါမယ်ဥက္ကဋ္ဌဦးစမ်းမောင်ဖြစ်ပါတယ်ဒုတိယဥက္ကဋ္ဌ1ကဦးအောင်သိန်းဝင်းဒုတိယဥက္ကဋ္ဌ2ကဦးဩကာအေးအတွေးမှုကဦးမောင်မောင်စိုးတွဲဘက်အတွေးမှု1ကဦးနိုင်မှုတွဲဘက်အတွေးမှု2ကဦးနိုင်ဝင်းစောဗန္ဒာရေးမှုကဒေါ်ဤချိုတွဲဘက်ဗန္ဒာရေးမှုကဒေါ်မိမိလိုင်ပြန်ကြားရေးမှုကဦးမိုးစောဟိန်းတွဲဘက်ပြန်ကြားရေးမှုကဦးတန်းစိန်နဲ့စည်ရင်းစစ်ဦးမင်းကျော်တို့ကဘိုးလုပ်မှုဆောင်ဖွဲ့ဝင်များဖြစ်ပါတယ်ဒီ7ဦးကကြည်သူများအတင်းထူထောင်ခြင်းရတယ်ဒီလောကသားတွေအတွက်ကျွန်တော်တို့လောကသားတွေအတွက်အကြောင်းပစုံတရားရှိလို့ရှိရင်ကျွန်တော်တို့ပြောဆိုခွင့်ရဖို့เนาะတချို့မညီညွတ်တဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ဟာဒီလောကနဲ့မကိုက်ညီတဲ့ဥပဒေအကြောင်းအရာအချက်လက်တွေကိုပယ်ဖျက်နိုင်ဖို့
တယောက်ချင်းအနေနဲ့တော့ပြောရင်အဆင်မပြေနိုင်ပါဘူးဒါကြောင့်အတင်းအနေနဲ့ voice school အနေနဲ့ပြောခွင့်ရအောင်ကျွန်တော်တို့ထူထောင်နေခြင်းဖြစ်ပါတယ်ဒါကြောင့်အတင်းတတင်းဟာရှိဖို့လိုအပ်ပါတယ်နောက်ပြီးကျွန်တော်တို့ထုတ်ဝေသူအတင်းရတယ်ဒီဗမာတိုင်းနိုင်ငံလုံးမှာဒီတတင်းပဲရှိပါတယ်ဒါကြောင့်ဒီအတင်းဆက်လက်ရပ်တည်နိုင်ဖို့အတွက်ကိုကျွန်တော်တို့ကြိုးစားခဲ့ရပါတယ်ဒီကာလမှာအထူးထွေရပြီးအတင်း activity တွေကိုကျွန်တော်တို့မလုပ်နိုင်တဲ့ဒီတိုင်အောင်တော့မှအတင်းမှတ်ပုံနဲ့ရရှိရအတွက်အတော်ကြီးရုန်းကန်နေရပါတယ်ပြီးခဲ့တဲ့ကာလတွေမှာတော့ကျွန်တော်တို့အတင်းကဓမိုးလုံးဖြောက်စိတ်ဖြစ်ခဲ့တဲ့ကာလတွေရှိခဲ့ပါတယ်ဟုတ်လားမြန်မာနိုင်ငံမှာကလေးစာပေပွဲလူငယ်စာပေပွဲဆိုရင်မြန်မာပြည်တနင်္လာမရောက်တဲ့မြို့မရှိတော့ဘူးကျွန်တော်တို့အတင်းကပါဝင်ဆောင်ရွက်ခဲ့ပါတယ်ဟုတ်လားတိမ်ပြူစာအုပ်လမ်းအပါဝင်စာအုပ်ဈေးပွဲတော်ပေါင်းများစွာကျင်းပနိုင်ခဲ့တယ်လို့ကျွန်တော်တို့အာဆီယံမှာလည်းကျွန်တော်တို့ဥက္ကဋ္ဌတာဝန်ယူနိုင်ခဲ့တဲ့အထိနော်အာဆီယံအသင်းဝင်လည်းဖြစ်ခဲ့ပါတယ်အာဆီယံ Book Publisher အသင်းဝင်လည်းဖြစ်ခဲ့ပါတယ်အခုလည်းဖြစ်နေသေးပါအဲ့လိုပဲကျွန်တော်တို့အသင်းနဲ့ပတ်သက်ပြီးတော့တချို့ဥပဒေမှာပုံနေချင်းနဲ့ထုတ်ဝေခြင်းဥပဒေလိုအားမျိုးနော်ရန်ကုန်တိုင်းဒေသကြီးစာကြည့်တဲ့ကြီးကြပ်ရေးကော်မတီလိုအားမျိုးနော်စာပေလူပညာမူပိုင်ခွင့်လိုအားမျိုးနော် National Library နဲ့ပတ်သက်တဲ့ဥပဒေလိုအားမျိုးတွေမှာကျွန်တော်တို့အသင်းနာမည်က binding နဲ့ဟိုပါပြီးတော့တက်တော်မှာအတီးပြုခံနေရတဲ့အသင်းလေးဖြစ်ပါတယ်အဲကြောင့်ကျွန်တော်တို့ကဒီမြန်မာ Press Council လိုအားမျိုးမှာလည်းကျွန်တော်တို့ ECA စေလွတ်နိုင်ခဲ့ပါတယ်ဒီကာလမှာတော့ဝမ်းသာစရာတခုပြောရလို့ရှင်တော့ကျွန်တော်တို့ UMSCCI ရဲ့ဂျာတက်ပန်အသင်းဝင်ဖြစ်ကျွန်တော်တို့ဝင်နိုင်အောင်เนาะအသင်းနဲ့ပတ်သက်တဲ့ register ရပြီးချင်းကျွန်တော်တို့စူးစမ်းနိုင်ခဲ့ပါတယ်UMSCCI ရဲ့ညီနောင်အသင်းအနေနဲ့လည်းဖြစ်ပါတယ်စာရေးဆရာအသင်းရဲ့ညီနောင်အသင်းလည်းဖြစ်ပါတယ်မြန်မာနိုင်ငံပုံနှိပ်ထုတ်ဝေလုပ်ငန်းရှင်များအသင်းရဲ့ညီနောင်အသင်းလည်းဖြစ်ပါတယ်မြန်မာနိုင်ငံသတင်းစာဆရာအသင်းရဲ့ညီနောင်အသင်းလည်းဖြစ်ပါတယ်ဒီအသင်း၄သင်းနဲ့ညီနောင်အသင်း၅သင်းပေါ့ UMSCCI နဲ့ပတ်သက်ပြီးတော့အသင်း၅သင်းနဲ့ညီနောင်အသင်းဖြစ်ပါတယ်အသင်း၄သင်းနဲ့ညီနောင်အသင်းဖြစ်တဲ့အကြောင်းကိုလည်း2012ခုနှစ်မတ်လ13ရက်နေ့သတင်းစာထဲမှာအတီလင်းကိုကျွန်တော်တို့ဒါဝန်ကြီးဌာနတတ်မှတ်ပေးခဲ့ပါညီနောင်အသင်းအနေနဲ့တတ်မှတ်ပေးခဲ့တာမျိုးရှိပါတယ်ဒါကြောင့်အသင်းနဲ့နောက်ပိုင်းမှာလည်းကျွန်တော်တို့ရှိတဲ့ဥက္ကဋ္ဌအပါဝင် EC တွေကကျွန်တော်တို့ရဲ့ရှေ့ပိုင်းထူထောင်ထားခဲ့တဲ့နဝတွေကိုဆက်လက်ပြီးတော့အသုံးပြုပြီးတော့ကျွန်တော်တို့မလုပ်နိုင်ခဲ့တဲ့စောစောတော့ပြောခဲ့တဲ့ဟာကျွန်တော်တို့နှစ်စဉ်လုပ်နေကြနိုင်ငံတော်တော့မပြီးတဲ့လားတသက်တာထုတ်ဝေသူစုနော်အကောင်းဆုံးအရောင်းဆိုင်စုစသဖြင့်ကျွန်တော်တို့မလုပ်နိုင်ခဲ့တဲ့အကြောင်းအရာတွေများစွာရှိပါသေးတယ်အဲ့ဒါလေးကိုလည်းဆက်လက်ပြီးလွှဲပြောင်းတာဝန်ယူနိုင်လိမ့်မယ်လို့လည်းကျွန်တော်ယူဆပါတယ်ကျွန်တော်စကားရှိမှဆိုတဲ့အတွက်အားလုံးကိုကျေးဇူးတင်ကြောင်းအလူငွေပေးအပ်တဲ့လူတွေအားလုံးကိုလည်းကျေးဇူးတင်ကြောင်းကော်မရှင်ဖြစ်ဆောင်ရွက်ပြီးတဲ့ UMSCCI ဆရာဦးခိုင်မြင့်တို့ဦးတင်မြင့်တို့ကျွန်တော်တို့ရဲ့အမြဲတမ်းကျွန်တော်တို့တင်တဲ့ပတ်သက်ပြီးနေကဆောင်ရွက်ပေးနေတဲ့ဆရာဦးကြည်ရှုံးတို့ကျွန်တော်မှတ်မှတ်ရရကျေးဇူးတင်ပါတယ်ကျေးဇူးတင်မှုစကားပြောဖို့ကြံသွားရင်လည်းခွင့်လွှတ်ပေးပါကျွန်တော်အားလုံးကိုဒီနေရာနေတလေးတစားကျေးဇူးတင်ကြောင်းပြောရတဲ့ဒီကုန်းချုပ်ပါလေUMSCCI ဥက္ကဋ္ဌကနေပြီးတော့ကျွန်တော်နဲ့တင်နေတဲ့နေရာကိုဒီအတင်းရဲ့ရွေးကောက်ပွဲအတွက်ကော်မရှင်ဖွဲ့စည်းပြီးဆောင်ရွက်ပေးဖို့အတွက်ကိုကျွန်တော်တို့စီလုပ်ခဲ့တာဖြစ်ပါတယ်။လက်ရှိကျွန်တော်တို့ဒီရွေးချယ်တင်မြှောက်ပွဲအတွက်ကိုလည်းကျွန်တော်တို့ကရွေးချယ်တင်မြှောက်ပွဲလုပ်တဲ့နေရာမှာကျွန်တော်တို့ဖွဲ့စည်းပုံစီမံစည်းကမ်းနဲ့အညီပေါ့နော်ပြီးတော့ဒါကကျွန်တော်တို့ပုံမြင်များဥပဒေနဲ့အညီဆောင်ရွက်ပေးရတာဖြစ်ပါတယ်။ဒီရွေးချယ်တင်မြှောက်ပွဲကအခုလိုဒီကြီးရဲ့ညီညွတ်နဲ့ပေါ့နော်အားလုံးစိတ်ကြိုကိုညီညွတ်နဲ့ဟိုဆောင်ရွက်ပြီးတော့ဘာပြဿနာမှမရှိဘဲနဲ့အောင်မြင်စွာဆောင်ရွက်နိုင်ဖို့ဆိုတာအမှန်တမ်းခေရင်ပါတယ်ဒါပေမဲ့ဒီအတင်းကြီးရဲ့လုပ်မှုဆောင်တွေအကုန်လုံးကညီညွတ်နဲ့ဆောင်ရွက်သွားကြတဲ့အတွက်ကြောင့်ပေါ့နော်အောင်မြင်စွာနဲ့လွယ်လွယ်ကူကူပြမြောက်သွားတာဖြစ်ပါတယ်လက်ရှိကျွန်တော်တို့ရွေးချယ်တင်မြှောက်ခြင်းခံရတဲ့ဟိုလုံးမှုဆောင်များဟောနော်ဒီအတင်းကြီးရဲ့တိုးတက်ကြောင်းဒီအတင်းကြီးရဲ့အတင်းဝင်များရဲ့တိုးတက်ကြောင်းကိုဒီထဲမှာကစားတဲ့တကူတိုးပြီးတော့ဆောင်ရွက်နိုင်ပါလေလို့သူ့မောင်တော်ရင်ဒီကိုချောပါပါတယ်
အခုကျွန်တော်လက်ထက်ရောက်တဲ့ခါကျရင်အဲ့ဒီအင်အားပို့ပြီးတော့တိုးပွားလာအောင်နော်ကောင်းအောင်ခွန်ကြိုးရေးအတင်းအတွက်ပေါ့နော်ဒီကအတင်းကောင်းသွားပြီဆိုရင်ကျွန်တော်စာပေလောကအတွက်ကောင်းလာပြီဖြစ်ပါတယ်အဲ့စာပေလောကဖွံ့ဖြိုးတိုးတက်ရင်ပထမဆုံးအကျိုးရှိမဲ့လူရကျွန်တော်ဒီစာအုပ်ထုတ်ဝေသူတွေစာအုပ်ရောင်းချသူတွေနောက်စာရေးဆရာတွေစာပေလောကသားတွေဖြစ်ပါတယ်နောက်ထပ်ပို့ပြီးတော့အကျိုးရှိမဲ့လူကကျွန်တော်တိုင်းပြည်ပေါ့နော်ကျွန်တော်တိုင်းပြည်ကအားလုံးသိရတဲ့အတိုင်းတော်လေးကိုရုံးကန်နေရတဲ့အခြေအနေမှာရှိရပါတော့အားလုံးစေဝင်နေကိုယ်နေကြတဲ့စေတနာပေါင်းစုံဖြစ်နေကြတဲ့အဲ့တော့ကျွန်တော်ရဲ့ဘာသာစာပေပို့ပြီးတော့ဖတ်ဖို့လိုရဲပို့ပြီးတော့စိတ်နှလုံးမြင့်တင်ဖို့လိုအပ်တယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ရဲ့စာအုပ်စာပေတွေအများကြီးဖတ်လာဖို့လိုပါတယ်အဲ့လိုဖတ်လာဖို့ကျွန်တော်ဒီစာအုပ်ထုတ်ဝေတွေနဲ့လည်းအများကြီးသက်ဆိုင်ပါတယ်စာအုပ်ထုတ်ဝေတွေမှာဒီနေ့ဒီချိန်မှာလောက်ကန်ရတဲ့အခက်အခဲအများကြီးရှိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းစာအုပ်ထုတ်နေတဲ့စာအုပ်ရောင်းနေတဲ့လူတယောက်ဖြစ်တဲ့အတွက်အဲ့ဒီအခက်အခဲကိုကျွန်တော်အများကြီးသိရှိရပါပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ရဲ့ဒါအားလုံးကောင်းကျိုးပဲပေါ့နော်အားလုံးကောင်းကျိုးပဲကျွန်တော်ရဲ့ဦးဆောင်ဆောင်မှာဖြစ်ပါတယ်ကျွန်တော်ပွဲမစခင်မှာပေါ့နော်ဆရာကြည်ရှင်ကလည်းပြောပါတယ်ဒီဖင်မမှာလည်းဆရာပြောပါတယ်ပေါ့နော်ဒီကျွန်တော်ရဲ့ဒီဖွဲ့စည်းပုံအခြေခံစီးမျိုးပေါ့နော်အဲ့ဟာတွေမှာလည်းပြုပြင်ပြောင်းလဲဆရာတွေ့ရှိထားတယ်လို့ပြောပါတယ်ကျွန်တော်အနေနဲ့လည်းဒီလိုမျိုးပြုပြင်ပြောင်းလဲမှုတွေအများကြီးလုပ်ချင်ပါတယ်အားလုံးတွေ့ရတဲ့အတိုင်းပဲကျွန်တော်ဒီတစ်ခေါက် easy တိကအများစုကလူငယ်ဖြစ်တယ်ပေါ့နော်လူငယ်ဖြစ်တဲ့အတွက်ကြောင့်ပြုပြင်ပြောင်းလဲမှုတွေကျွန်တော်ရဲ့ကျူဆိုပါတယ်လက်ခံပါတယ်အထူးသဖြင့်ကျွန်တော်ကဒီအောက်မှာထိုင်နေနဲ့ကြည်နေတာပေါ့နော်မြန်မာနိုင်ငံစာပေထုတ်ဝေသူနဲ့ဖြန့်ချိသူအတင်းပေါ့နော်မြန်မာလိုဖတ်ရင်တော့ဒါမှန်တယ်ပေါ့နော်ဒါပေမဲ့အင်္ဂလိပ်လိုဖတ်တော့မြန်မာ Publisher and Bookseller Association ပေါ့နော်အဲ့ Bookseller တော့ဘာဖြစ်လို့ဖြန့်ချိသူလို့အရင်ဆက်ဆက်ကဘာသာပြန်ထားလဲဆိုတော့စိတ်ဝင်စားဖို့ကောင်းပါတယ်ကျွန်တော်နားလဲတဲ့ Bookseller ဆိုတာဖြန့်ချိသူမို့ဖြန့်ချိသူက distributor ပေါ့နော်လုပ်ငန်းတစ်ဘောတစ်ပါးပါခြင်းနဲ့မတူဘူးပေါ့နော်ကျွန်တော်ဆိုရင် Bookseller ဖြစ်တယ်ကျွန်တော်က distributor မဟုတ်ဘူးမြန်မာပြည်မှာ distributor ရဲ့တက်ရှိတယ်ပေါ့နော်အဲ့တော့ဒီခေါင်းစဉ်ကနေစားပြီးတော့နော်ကျွန်တော်ရဲ့လိုအပ်ရင်လည်းပြင်ဖို့နော်မလိုအပ်တော့လည်းတိတ်အရေးကြီးကိုလည်းမပြင်နဲ့ပေါ့နော်ဒါပေမဲ့ဥပမာပြောပြပါကျွန်တော်အနေနဲ့ပြုပြင်ပြောင်းလဲမှုတွေလည်းလုပ်ဖို့အတွက်ကျွန်တော်စိတ်ဝင်စားပါတယ်နောက်ကျွန်တော် easy way တက်ကလည်းလူငယ်ဖြစ်တဲ့အတွက်အဟားလေးဆောင်ရွက်သွားမှာဖြစ်ပါတယ်နောက်ပြီးတော့ကျွန်တော်မိဖက်အဖွဲ့အစည်းရှိရနော်အဲ့လိုမိဖက်အဖွဲ့အစည်းနဲ့လည်းကျွန်တော်ရဲ့ပူပေါင်းပါဝင်မှာပါကျွန်တော်လည်းပြန်ပြီးတော့တင်ယူမိုက်ကလာရင်အများကြီးရှိပါတယ်အဲ့လိုတင်ယူမှာပါအားလုံးလည်းညီညွတ်ဆောင်ရွက်သွားမယ်လို့ယုံကြည်ပါတယ်အဲ့လိုဆောင်ရွက်သွားရင်လည်းဒီအခက်အခဲရရှိမှာပဲဘယ်သူလုပ်ကျွန်တော်ပဲလုပ်တခြားလူတွေပဲလုပ်အခက်အခဲတော့ရှိမှာပဲအဲ့ဒီအခက်အခဲကိုကျွန်တော်ဘယ်လိုပူပေါင်းပြီးတော့ကျော်ဖြတ်ကြမလဲဘယ်လိုအကောင်းဆုံးအဖြေရှာကြမလားကြမလဲပေါ့နော်ဒီဘေးတိုင်းကိုပြောနေမယ်ဆိုတော့ဒါရပြီးဆုံးသွားမှာမဟုတ်ဘူးဒါရောကျွန်တော်ဘယ်လိုကျော်ဖြတ်ကြမလဲဆိုတာပဲစဉ်းစားရင်းနဲ့ပေါ့နော်ကျွန်တော်တို့ကျော်ဖြတ်သွားပါမယ်ကျွန်တော်တို့အများကြီးလေးလာတင်ဦးမှာဖြစ်ပါတယ်အားလုံးကြောက်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ